တဲ့ဧည့်သည်အားလုံးဟာချိန်ပေးပြီးတော့လာရောက်ပေးတဲ့အတွက်ကြောင့်မလို့ကျွန်တော်ပထမဆုံးကျေးဇူးတင်တဲ့အကြောင်းလေးပြောပြစီလမ်းစီကံရေစီကံလေးတွေကိုဂရုစိုက်မယ်ယာဒီဥတို့အကြိုက်ကလေးကိုအလိုက်နေမယ်ရေတက်ပြေဝတာနေမယ်ပေါ့နော်အရန်ကိုကျင်းတဲ့ပြည်ဖြစ်နေပါတယ်ချောင်းလက်သက်ရလို့ကျေးဇူးတင်ပါတယ်အခုလိုမျိုးစီလုံးမှုတွေအခုလိုမျိုးတယောက်နဲ့တယောက် support လုပ်တဲ့ဟာတွေကိုဆက်ပြီးတော့လည်းမြင်ချင်ပါတယ်